Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ live မှာခေတ်စားနေတဲ့ကြောက်ကြောပေါင်ပြုလုပ်နည်းလေးကိုညှဝေထားပါတယ်ဒီကြောက်ကြောပေါင်မုံလောက်တာတော့အရန်ကိုရိုးရှင်းပါတယ်သူ့ကိုလုပ်ဖို့အတွက်ကြောက်ကြောအမုံဒါမှမဟုတ်ဒီအကာကြောက်ကြောအမြင်ရဲ့ပေါင်မုံရဲ့ရေရဲ့တကြားရဲ့ဒါပဲလိုအပ်ပါတယ်ဒါအကာကြောက်ကြောတစ်ထုပ်ကိုရေ 1.2 လီတာနဲ့တကြားထမင်းစားစုံလေးစုံထည့်ပါတယ်တကယ်လို့အချိုအရမ်းကြိုက်တယ်ဆိုရင်တော့တကြားကိုများထည့်ပါတော့ပြီးတော့စားနေငယ်ထည့်ပါတယ်သူ့ကိုကြောက်ကြောကိုကြည်သွားအောင်ပြစ်သွားအောင်မှွေမယ်ပေါ့နော်ပြီးရင်တော့ဒါအုံလို့နည်းနည်းထည့်တာပါအနံ့မွေးလေးစားအောင်လို့အုံလို့နည်းနည်းထည့်ပါတယ်ဒီနေရာမှာနို့စီနို့စိမ့်နဲ့ကိုကြိုက်နှစ်တရာထည့်လို့ရပါတယ်နော်ကြောက်ကြောကိုပြည့်အောင်ကြိုးပြီးသွားရင်တော့ပေါင်းမုံထည့်ထားတဲ့ဘန်လေးကိုအခုလိုလောင်းထည့်ပါမယ်တကယ်လို့ကိတ်မှုကြောင်ကြောလှုပ်ချင်နေဆိုရင်ဒါကိတ်မှုထည့်ထားတဲ့အထဲကိုလောင်းထည့်လိုက်ပါမှာပေါင်းမုံကနည်းနည်းဘောလုံးတွေပေါ်တဲ့အတွက်နည်းနည်းလေးဖိပေးတယ်ပေါ့နော်ပြီးတော့နော်သူကို4 နာရီလောက်အေးခံထားပါမယ်4 နာရီလောက်အေးခံထားပြီးဆိုတော့စားလို့ရပါပြီဒီလုံကြီးကတော့လောက်ကတဲ့မုံနေတယ်မှာအလွယ်ကူဆုံးဖြစ်ပြီးသူကစားလို့ကလည်းမှုလေးနဲ့ချွတ်လေးပေါ့နော်စားလို့လည်းကောင်းပါလေဟုတ်ကဲ့ဒါလေးကိုကြိုက်တယ်ဆိုရင်လိုက်လို့စားကြည့်ပါအလုံးကိုကျေးဇူးအများကြီးတင်ပါတယ်